ဒီတဲ့ကကဘာရဝဲ headlines တလာပြီး Daily Mail ကလည်းဖော်ပြထားပါတယ်။သူဒေသနာတွေကခုဆိုရင်အီဂျစ်နိုင်ငံတွေကဂီဇာ pyramid ဖလက်တိုတဲထဲမှာ Sphinx ရုပ်ထုနောက်တစ်ခုထပ်မြုပ်နေနိုင်တယ်လို့ပြောလာကြပါတယ်။ Radar နဲ့ satellite scan တွေအရလက်ရှိ Sphinx ရုပ်နာမှာထူးခြားတဲ့မြေအောက်ဖွဲ့စည်းပုံကြီးတစ်ခုကိုတွေ့ရပြီးအဲ့ဒီထဲမှာဓာတ်ရိုက်ဆင်းသွားတဲ့ shaft တွေအခန်းတွေရှိနေတာကိုလည်းတွေ့ရှိထားကြပါတယ်။ယူရချက်ကအပြင်ဘက်မှာရှိတဲ့ pyramid တွေနဲ့ Sphinx ကိုတီးတီးကြကြလိုက်ဖက်ညီနေနောက်ယူရချက်ရှိတည်ထားတယ်လို့ကိုဖြစ်နေတာမှာဒီထူးခြားတဲ့တည်နေရပုံစံကဂီဇာ pyramid တစ်လျှောက်လုံးမှာတွေ့ထားတဲ့အတိအကျ geometry စနစ်ကိုလိုက်နာထားတာဖြစ်ပြီးတဘာဝအလျောက်ဖြစ်နေတာမဟုတ်ပါဘူး။မြေအောက်ထဲမှာတော့ပိုကြီးတဲ့ဖွဲ့စည်းပုံတစ်ခုဆက်ရှိနေတယ်ဆိုတဲ့အယူဆအဓိပ္ပာယ်ကိုညွှန်းဆိုပြနေပါတယ်။အခုတွေ့ရှိထားတဲ့ဖွဲ့စည်းပုံရဲ့အရွယ်စားအင်မတန်ကြီးမားမှုကလည်းသူတေသနာတွေကိုအာရုံစိုက်လာစေပါတယ်။ scan data တွေကိုကြည့်မယ်ဆိုရင်တဲပြင်အောက်မှာနေရာလွတ်တွေမဟုတ်ပဲစနစ်တကျကိုတိဆောက်ထားသလို consistent ဖြစ်တဲ့ဖွဲ့စည်းပုံတွေကိုတွေ့ရမှာပါ။တချို့လူတွေကတော့အရင်ခေတ်ပုံရိပ်တွေမှာ Sphinx နှစ်ခုကိုဘေးချင်းရှင်ထားသလိုပုံတွေ့ရှိတာနဲ့လည်းချိတ်ဆက်ပြီးထဲ့တွင်းစဉ်းစားဖို့ပြောကြပါတယ်။တကယ်တမ်းမှာ excavation မြေတူးဖော်ခြင်းမလုပ်ရသေးပေမဲ့ scan data တွေကတော့ကမ္ဘာပေါ်မှာအများဆုံးလိလာထားခံရတဲ့နေရာတစ်ခုရဲ့အောက်မှာခုပြောပြတဲ့အရေးကြီးတဲ့ဖွဲ့စည်းပုံကြီးတစ်ခုရှိနေနိုင်တယ်လို့ကိုညွှန်ပြနေပါပြီ။ခိုင်ပါ